လွန်ခဲ့တဲ့6နှစ်ဩဂုတ်လရဲ့ညနေ3နာရီချိန်မှာထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအတန်ဟာတငယ်ချင်း3ယောက်ရဲ့ကားကောင်မှုပေါ်မှာဘာကြောင့်ဝါရုပ်တွေရောက်နေရတယ်လဲဆိုတဲ့အဖြေကိုရှာဖွေပေးပါလိမ့်မယ်။တငယ်ချင်း3ယောက်ဟာဖျားเจ้าတစ်ခုအနီးမှာစခန်းချနေထိုင်ရင်တတ်တူတစ်ခုကိုရိုက်နှက်နေတယ်လို့မျိုးကင်းကင်းဆိုတဲ့အတန်ကိုစတင်ကြားခဲ့ရတာဖြစ်ပါတယ်။အတန်လာရကိုလိုက်ကြည့်တဲ့အခါတငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဘီဟာအမောင်ထဲမှာပုံနေတာကိုတွေ့ခဲ့ရပါတယ်။သူဟာချွေးတွေရွှဲနေပြီးတောအုပ်ထဲကအမျိုးသမီးတစ်ယောက်ကိုစိုက်ကြည့်နေတာပါ။အဲ့ဒီအမျိုးသမီးဟာကြောက်ခဲတစ်လုံးနဲ့ရုပ်သေးရုပ်ကိုတစ်ပင်မှာတန်မိုနဲ့ရိုက်နှက်ရင်းကျိန်ဆဲစကားတွေပြောနေခဲ့တာကြောင့်အားလုံးတုန်လှုပ်သွားခဲ့ပါတယ်။အမျိုးသမီးကသူတို့ကိုတတိထားမိသွားပြီးနောက်အော်ဟစ်က1 ကီလိုမီတာလောက်အထိလိုက်လံတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။သူတို့3ယောက်ဟာကြောက်လန့်တကြားထွက်ပြေးခဲ့ရပြီးနောက်တနေ့မနက်မှာတော့သူတို့ကားရဲ့ခေါင်မိုးပေါ်မှာ15စင်တီမီတာခန့်အရှည်ရှိတဲ့တံမိုးတွေနဲ့ရိုက်ထားတဲ့ဝါရုပ်3ခုကိုတွေ့ရှိခဲ့ပါတယ်။ဒီကျင်းစာဟာတကယ်ပဲသူတို့စီရောက်လာတော့မလားဆိုတာနောက်ထပ်ဖြစ်ရပ်တစ်ခုကသက်သေပြပါလိမ့်မယ်။နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့အလေတန်းကျောင်းတစ်ကျောင်းရဲ့အားကစားရုံထဲမှာဖြစ်ပွားခဲ့တာပါ။အပြင်ကလေမဝင်အောင်တကားတွေအကုန်ပိတ်ထားပေမဲ့ထူးဆန်းတဲ့လေအေးတစ်ခုဝင်လာခဲ့ပါတယ်။တကားကြားကနေတစုံတစ်ယောက်ကချောင်းကြည့်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့လေ့ကျင့်ခန်းလုပ်နေတဲ့ကျောင်းသားတွေအားလုံးထိတ်လန့်သွားခဲ့ကြပါတယ်။ချောင်းကြည့်နေသူဟာသပင်ရှည်ရှည်နဲ့အလုတ်သမားဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ကျောင်းသားတွေကသူမနောက်ကိုလိုက်ဖမ်းဖို့ကြိုးစားပေမဲ့ရေကူးကန်စီသွားတဲ့လှေကားထစ်တွေစီရောက်တဲ့အခါမှာတော့သူမဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီလှေကားနေရာမှာကတ်ထားတဲ့ရေဘေးအန္တရာယ်တတိပေးပိုစတာကအမျိုးသမီးနဲ့သူမဟာတပုံစံတည်းတူညီနေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြေအောက်ရေပိုက်လိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ3 မီတာအနက်ရှိတဲ့ကျင်းကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီနေရာမှာကလေး2ယောက်စော့ကစားရင်းနဲ့တယောက်ကိုတယောက်စနောက်တွန်းလွတ်ရာကနေကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီကျင်းထဲကိုပြုတ်ကျသွားတဲ့ကလေးဟာပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။ကျင်းထဲပြုတ်ကျသွားတဲ့ကီကွန်ဟာရက်အနှဲငယ်အကြာမှာကွယ်လွန်သွားခဲ့ပါတယ်။ကြံရစ်သူတငယ်ချင်းဖြစ်သူကတော့ကြောက်လန့်ပြီးသူကိုယ်တိုင်တွန်းလိုက်တာမဟုတ်ပဲချော်ကြတာပါလို့လူကြီးတွေကိုလိန်ညာခဲ့ပါတယ်။ဒါပေမဲ့ကီကွန်ရဲ့ဖခင်ကမင်းကိုကီကွန်ကဘယ်တော့မှမိမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့စကားဟာနောင်တတရားနဲ့အတူကြောက်ရွံ့မှုကိုတသက်လုံးဖြစ်စေခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာအခုထိကျင်းထဲကိုတစုံတစ်ယောက်ကတွန်းချခံရတဲ့အိမ်မက်ဆိုးတွေကိုအမြဲမပြတ်မီမတ်နေခဲ့ပါတယ်။ကျင်းအောက်ကနေအပေါ်ကိုမော့ကြည့်လိုက်တိုင်းကီကွန်ကသူ့ကိုစိုက်ကြည့်နေတာကိုမြင်တွေ့ရတတ်ပါတယ်။လူတစ်ယောက်ရဲ့မကြည်နပ်ချက်ဟာတီဆုံးသွားပြီးရင်တောင်ဘယ်တော့မှပျောက်ကွယ်မသွားတတ်တာမျိုးဖြစ်ပါတယ်